မင်းတို့ပြောပုံရဆိုရင်ဒီကောင်ကငါအပိုင်နဲ့ဒီငါ့ကိုလာပြီးစော်ကားသွားတာဟာတင်းရကွာဟောမဟုတ်ဆိုဟေးတစ်ခွက်လောက်လက်ခံပါအာမရငါတော့လို့မရဘာဖြစ်လို့အမေစုလိုက်မယ်ကြီးပါဘောဗျာလူမကြီးလုံးကြီးထိုင်းနေတကွာဘာမှမဖြစ်ပါဘူးအော်လူမိုက်ကသူများပဲမိုက်ရတာလေကွာငါအမေတော့ငါပြန်မိုက်ရဲမလားကွာမင်းကလည်းနည်းနည်းလေးပါကူကြီးနည်းနည်းလေးပါကူကြီးပြောကောင်းဆိုကောင်းလေးပြောတစ်ခွက်ပဲကျွန်တော်တို့ချင်းတော့ရက်ကွက်သားအချင်းချင်းချင်းတော့ရက်ကွက်သားတော့ရှင်းတော့ဗောလာချီဒါဆိုတော့ဘယ်လိုလဲတစ်ခွက်ပဲနော်တောက်ဆိုဟောနည်းနည်းကုန်ပြီးရောပါမေကပ်ပဲမေချစ်ကစားတယ်မေno sé, me llevo a